Okay အဲ့ဒါဆိုရင်အခုဒီတပတ်ဘယ်ကနေပြန်စမလဲဆိုရင်ပြီးကြတဲ့အပတ်ကဟာလေးကိုပြန်ပြီးတော့ remain ဖြစ်အောင်ပြန်ပြောရမယ်ဆိုရင်အရှိမပေါ့နော်ဒီအရှိမပေါ်လာတဲ့အမျိုးသမီးနဲ့ကာဝင်းနဲ့ကတော့အကျိန်တယ်ဆိုတော့တိုက်ခိုက်နေကြပြီပြီးတော့ဘေးမှာလည်းဗိတ်တာလည်းရှိတယ်ပေါ့နော်သူတို့ရဲ့အနောက်မှာဆရာစိမ်းရှိမယ်ပြီးတော့ဟိုဘာကြတော့ရှာနာကြတော့ကောင်မလေးလေးယောက်ကိုသူကခေါ်ပြီးတော့ဒီအရှိရဒီအမျိုးသမီးမမြင်နိုင်တဲ့နေရာမှာပုံလိုက်ပြီအဲ့တော့အမျိုးသမီးကအိုက်ကောင်မလေးတွေကိုမတွေ့တဲ့အတွက်သူကအဲ့အချိန်မှာရဲတော်သားထွက်နေပြီပေါ့နော်ဟုတ်ပြီအဲ့တော့အခုဒီတစ်ပတ်ပြန်ပြီးတော့စမယ်ဆိုရင်အကုန်လုံးဘာပြန်လုပ်ရမလဲဆိုရင် initiative လေးကိုပြန်ပြီးတော့ roll ပေးပါဦး initiative လေး roll ကြလိုက်ကြရအောင် တေပါ ပါပြီ ငါရိုးယူတစ်ချက်ရှိုးတော့ ဝါ Okay အဲ့ဒါဆိုဆရာဆရာပထမဦးဆုံးဖြစ်မယ် ဆရာသိဖို့ဘူးရှာနာပထမဖြစ်သွားပြီ sorry ဟုတ်တယ်ရှာနာ23ရနော်ရှာနာ you are 20ရှာနာကပထမဦးဆုံးဖြစ်မယ်ပြီးရင်ဆရာစိမ်းဖြစ်မယ် ပြီးရင်တတိယကောင်း ပြီးရင်ကာဝင်းဖြစ်မယ် ပြီးဗိတ်တာ ဟုတ်အဲ့ဒါသေးတာပဲတဲ့နဲ့ fighter နောက်ဆုံးမှကြာပြီအပြောတကောရှေ့ဆုံးကိုကျ မင်းတို့ကဘယ်လိုဖြစ်သွားလဲဆိုတော့အရှိတရောင်းကဟာကိုမင်းတို့ပြောင်းပြန်ဖြစ်သွားတယ်နောက်ဆုံးကလူကရှေ့ဆုံးပြန်ရောက်သွားတယ်သိလား ဟုတ်တယ် ရှေ့ဆုံး မင်းတို့တော့ပြောင်းပြန်ဖြစ်သွားတယ်ကိုကတော့တန်ရက်နောက်ဆုံးပါโอเค ကောင်းတော့ ကဲဟုတ်ပြီအဲ့တော့အခုဒီရှာနာပေါ့နော်ရှာနာကဒီကောင်မလေးတွေနဲ့သူကပုံလိုက်ပြီဆိုတော့ရှာနာကိုမမြင်တော့ဘူးဟုတ်ပြီအဲ့တော့ရှာနာကအခုဘာလုပ်ချင်လဲတိုက်ပွဲတွေကိုပြန်သွားချင်လားဒါမှမဟုတ်ဒီကောင်မလေးတွေနဲ့ပဲဆက်ပြီးတော့ပုံနေချင်လား ကောင်းပါလေးစကားပြောကြည့်မယ်နင်တို့သူ့တကယ်မသိတာသိကြပြီလား စကားပြောမယ်ဆိုရင်တော့အဲ့ဒါတော့ခေါ်မယ်နော် အဲ ဘယ်အရှိကိုအမစကားပြောတဲ့သုံးချင်တယ်ဆိုရင် သူနေရာမှာသူ့မသိရသေးကြဆိုနေတော့ monster လာလူလာလို့မရ ဟုတ်ပြီအဲ့ဆိုရင်ရှာနာနေပြီးတော့အဲ့ဒါတော့ခေါက်လိုက်ပါ ခါလေးမေကွန်းပြန်ပေးမယ်နော်မေကွန်းပြီးမှမေးမယ်မေကွန်းပြန်ပြောင်းတော့ဘယ်ဟာခောက်ပေးရမှာလဲအခု persuasion ပေါ့ persuasion နဲ့တစ်ချက်မေးလိုက်ပါတော့ persuasion -4 တော့ရောက်ပြီ ဆက်ရှင်းမနေဘူးဟာရ ဟော အဲ့ဆက်တော့ဖြစ်ပါတယ်အဲ့တော့ရှာနာမေးလိုက်တယ်ပေါ့နော်သူ့ကိုတိလားဆိုပြီးတော့မေးလိုက်တယ်ပေါ့နော်တိအဲ့တော့ မေကွန်းပြောင်းပါမေကွန်းပြောင်းပါသူတို့အဲ့မေကွန်းမမေးသေးမေကွန်းပြောင်းပါ အဲ့ဟိုမေးမယ် နင်တို့ကလူအစ်စ်ကောဟုတ်ရဲ့လားတေချာစိုက်ကြည့်ပြီးမေး โอเคအဲ့တော့ comment လေးတွေကနေပြီးတော့ပြန်ပြောတယ်ပေါ့နော်ကျမတို့ဘာမှမသိဘူးလေ ကောင်းတော့သမီးတို့ရဲ့ အဲ့သူတို့ကပြောမယ်ဆိုရင်သူတို့တွေကအဲ့လိုဟိုလွန်ခဲ့တဲ့3ရက်ကသူတို့ဖမ်းခံရတယ်ဖမ်းခံရပြီးတော့သူတို့အဲ့ဒီခုနကဂိုတော်ရင်ကသူတို့နိုးလာတယ်အဲ့အရှိကဖြစ်ခဲ့ရတဲ့အားလုံးကိုသူတို့ဘာမှမမှတ်မိဘူးသူတို့ကသူတို့ဘယ်သူတွေဆိုတာလည်းမသိဘာလို့ဒီနေရာရောက်နေဆိုတာလည်းမသိပြောနေအဲ့ အီမီခေါက်မိရမရှိဘူးလား သူတို့အဲ့ဂူထဲမှာသူတို့အဖမ်းခံရတာရဲ့ရှေ့ပိုင်းကိုသူတို့ဘာမှမေးလို့မရဘူးသိလားဘာမှမေးလို့မရဘူးသူတို့အတိတ်ကိုဘာမှမေးလို့မရ ဒါပေ ဘူး မဲ့ကျွန်တော်မေး အဲ့နောက်ပိုင်းဟာမေးရဆိုရင်တော့ သူ့အတိတ်မေးရမဟုတ်လေသူတို့နည်းနည်းအသားလေးပါလေဆွဲစိတ်ကြည့်လို့ရတယ်လူကိုဟုတ်ရဲ့လား โอเค သူတို့ကပါချ အဲ့ လိုက် တော့သူတို့ပြန်ဖြေတာတော့သူတို့မသိဘူးဆိုတဲ့ဟာပဲသူတို့ပြန်ဖြေတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ရှာနာအလှည့်ပြီးသွားပြီအဲ့တော့ moment အနေနဲ့ဘာလို့ချက်သေးလဲရှာ ဘာ နာ ပြောလဲကျမတော့မသိဘူး ဘာမလို့ဒါပေမဲ့လှမ်းမဲ့អော်မှာကျန်တဲ့လူကြီးကြောင်းအဲ့ဒါမူမက်မတော့မလားဟေးလူတွေသူတို့ဘာမှမသိဘူးတဲ့ โอเคအခုရှာနာပြီးသွားပြီဆိုရင်ကိုဆရာစိမ်းလည်းရောက်ပြီဆရာစိမ်းကတော့ဒီအချိန်လေးမှာဘာလို့ချက်သေးလဲ မိကျဲမှာ စစ်စိမ့်ဘာလို့ကောင်းမလဲ မိကျဲမှာ ပြီးချဲလိုက်တော့ ကိုစိတ် တို့က ရလုံးရှင်တယ် ရန်သူအနေထားလေးတစ်ချက်တော့ရန်သူကဘယ်နာရောက်နေလဲနောက်ဆုံးပွဲတော့ သူကလေကားနားမှာငါတို့နဲ့တွေ့နေပြီလေကားမှာ နောက်ဆုံးအချိန်လေးမှာဂျန်သူကဂါဝင်းနဲ့ထိတ်တိုက်ရင်ဆိုင်နေပြီဂါဝင်းကသူ့ရဲ့ဒီကြောမှာလွယ်ထားတဲ့ဓာတ်နှစ်လက်နဲ့ဂါဝင်းကိုဝင်ခုတ်ပြီဂါဝင်းကလည်းသူခုတ်လိုက်တာကိုကာလိုက်တဲ့အချိန်မှာကန်ကောင်းထောင်းမှသွားနဲ့ဂါဝင်းရဲ့အာမာနဲ့
ကာမိသွားတယ်ဗောနော်ကာမိသွားတော့ကာဝင်းကိုတော့မထိလိုက်ဘူးဒါပေမဲ့ကာဝင်းကတော့သူခောက်လိုက်တဲ့အားနဲ့နောက်ကတော့နည်းနည်းရောက်သွားတယ်ဗောကာဝင်းကတော့အဲ့လိုချင်းနေမျိုးဗော ဆိုတာ ကာဝင်းနဲ့လုံးနေပြောရမယ်ဆိုရင် ကောင်းဝင်လုံးနေပြီ ဆိုတာ ကိုစိန်ရေမီးကျဲလို့ရပြီနော်မီးကျဲချင်းကျဲလို့ ကျဲပြီဗျာမီးကျဲပြီဗျာ ကြာစိတ်ကျဲလိုက်တော့ငါတို့ပါရင်လည်းပါသေးတော့အဲ့ကောင်မကြီးထိပြီးတော့ကျုံလိုက်အောင် အကောင်မကြီးကျဲပြီမီးကြီးကျဲပြီ ကျဲ โอเคအဲ့တော့မီးကျဲတဲ့ space ကဆလောမကုန်ဘူးเนาะဟုတ်တယ်နော်ဆလောမ စော ဆောင် မ ဘူး ကောင် 1d8 ပါ 1d8 damage လား damage damage okay အဲ့ဒါဆိုရင်ဆရာစိန်ကဘာလုပ်ရမလဲဆိုရင်ဒီအရင်ဆုံးအဲ့ဒီမီးကျဲတဲ့ space မှာ hit DC ရောပါလား hit မပါ dexterity 12ပါတယ်ဟိုက dexterity စနစ်တော့ပါတယ်ဗောနော်โอเคအဲ့တော့ဆရာစိန်ကျဲလိုက်တဲ့ဆရာစိန်ကတော့မီးကျဲလိုက်ပြီဗောနော်တော်တော်မီးကျဲလိုက်ပြီအဲ့တော့မီးကျဲလိုက်တဲ့နေရာမှာဘယ်သူတွေရှိနေလဲဆိုရင်ဒီအမျိုးသမီးဗောနော်ခုနကဒါနဲ့လက်ကင်ထားတဲ့အမျိုးသမီးလည်းရှိနေတယ်လို့ကာဝင်းရောဗိတ်တာရောအဲ့ဒီနေရာမှာနှစ်ယောက်လုံးကရှိတယ်ဗောနော်အဲ့တော့အကုန်လုံးဘာလုပ်ရမလဲဆိုရင် dexterity saving throw ကိုအဲ့ဒါတော့ခောက်ရမယ်စနစ်ရတယ်ဆိုရင်စစ်ဖြစ်မယ်စနစ်မရခဲ့ရင်တော့ခုနကဘလောက်ဒီဘလောက် D8 လား d8 1d8 D8 အန်သာတော့ခောက်တဲ့ damage ကိုထိမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့အရင်ဆုံးဟိုကနေပြီးတော့စပြီးတော့ကာဝင်းကနေစပြီးတော့ desert D saving throw တွေတစ်ချက်ခောက်ပေးပါဦး စင်မောပါဗျာဘတ်တယ်ထဲမှာဖြစ်နေတော့ 7 Okay အဲ့တော့ဗိတ်တာခောက်ပေးပါဦး ဟောဒါဆိုဒီအသေးလားဆိုတော့အသေးမလား saving throw saving throw အော်စနစ်မလားရစနစ်မှာ စနစ်မှာ save ဖြစ်ပါနား ဟုတ်ပြီလေ Okay ဟုတ်ပြီအဲ့တော့အခုဟိုကခောက်မယ်ပေါ့နော် enemy ပေါ့ enemy ကခောက်မယ်ပေါ့နော် desert D saving throw ဒီ8 damage ဒီမီးကတိတ်ကြိုးမပေးသေးဘူးတို့ပဲဒီပွဲမှာ ဟို plus 7 တဲ့ကြော်ပြီးအိုး နာ တော်လည်း Okay တော့ရောက်လို့ဒီတဲ ကြည့်နေတယ် Okay အဲ့တော့ ကြည့်နေသွားပြီ အဲ့တော့ဆရာစိန်ရဲ့ဒီဟိုဟာကပေါ့နော် ပြောစရာစကားတော့မရှိတော့ မီးကျဲတဲ့ spare ပေါ့မီးကျဲတဲ့ spare ကအဲ့နာမှာရှိနေ3ယောက်စလုံးကိုဒီ damage ထိမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဆရာစိန်ကဘာလုပ်ရမလဲဆိုရင်3ယောက်စီအတွက်ဒီအန်တာတော့3ခါခောက်ပေးရမယ်အဲ့တော့အရင်ဆုံးကာဝင်းအတွက်တစ်ချက်ခောက်ပေးပါ ကောင်းရင်ကြောနော်ကျဲပြီမှုတ်ပြီ ကောင်းဝေးကတော့နော် 5 damage okay ဟုတ်ပြီအဲ့တော့ခုဘီတာအတွက်ထပ်ပြီးတော့ခောက်ပေးပါဦး ဗိတ်သားရေကြောနော်မှုတ်ပြီ5ပဲ 5ပဲအော်အဲ့ကျတော့အကုန်5ပဲထင်ပါတယ်ဟုတ်ပြီအဲ့တော့အခုဒီ enemy အတွက်ဒီရဲ့အန်တာတော့လည်းခောက်ပေးပါ အဲ့ မီးကြမှာ1တော့မလို့ ဝါဆိုတော့ဆောက်ဖို့ဒလီနဲ့လိုက်ရမှာတူးတဲ့လာမီဒလီနဲ့ရိုက်မှာမင်းဒလီခါရတယ်ငါဖူးပန်နာဖူးဖုံးဆက်လိုက်မယ်လန့်လွတ်လိုက်ခဏလေး rap ဖြစ်ဖူးပန်နာဖြစ်ငါလွတ်လိုက်မယ်ဒလီနဲ့ရိုက်ပါ okay credit လို့ပါ okay အဲ့ဒါဆိုရင်ညာပြီဒီကနေ short ပေးမယ်နော်ဒီကနေ DN short ပေးလိုက်မယ်ကဲရော့ စိတ်ဆင်းရဲ 5 damage ပြော တော့ စ က ရာ နေလမ်းကြည့်တယ် ပြောစရာစကားတော့မရှိ အဲ့ချိန်မှာရှာနာခေါင်းနဲ့တွေ့လိုက်တာအော်ဒီလူတွေဒီမီးလုံးကိစ္စကိုအခုမှသိတာဟုတ် မီလုံးကတော့မတက်နိုင်ဘူးထိလည်းထိမှာပဲဒါပေမဲ့ဘာတိလိုက်လဲဆိုတော့ မတန်ဘူးကိုကောင်ရဲ့ကြည့်အောင် ကိုလူတွေကြည့်ရ10မှတ် what the hell နောက်ဆုံးခွာကြီးဟိုကောင်မကြီးကနှစ်ပဲထိရလား ဟုတ်တယ်လေလို့အဲ့ဒါပြောနေတာ နှစ်ပဲထိတယ် အဲ့ဒါပြောနေတာမတန်ဘူးလို့ပြောနေတာကိုကောင်ရဲ့ဘာတွေများပြောအကြံပြုနေ ဒီ တယ် တော့ရန်သူတော်မှအမားဖြစ်လို့နေလျှော့ပြီးပေးရတာအေးတရားသေး နော် ဆိုတော့ तू ကဖုန်းတကိုဖုန်းကန်မြင်မာနေတော့ကျွန်တော်လည်းမတက်နိုင်ဘူးဗျာ ဒီကံမေဟိုနာမည်ပြောတော့နာဘူးလေးများပိုင်းဆိုပြီးပြောတော့ နောက်ဒီကဝေးပြီးမင်း ခဏလေးဘာကြံခဲ့လဲဆိုတော့ enemy ရဲ့ initiative ကိုမ roll လိုက်ရအောင်ပေါ့နော် enemy ရဲ့ initiative လေးတစ်ချက် roll လိုက်ပါအောင်မယ် ဒါတော့လို့ဒီ platform နဲ့16ရတယ်နော်16ရတယ်ဆိုတော့ ကျွန်တော်ထပ်မှာ ဘယ်သူကြားတဲ့ဝင်မလဲဆိုရင် မောင်စိမ့်နဲ့ခါဝင်းချတဲ့ဝင်မှာပေါ့ ဟုတ်တယ် ကာဝင်းနဲ့မောင်စိန် ကာဝင်းရှိ နဲ့မောင်စိန်ကြားတဲ့ဝင်မယ်ဟုတ်ပြီ enemy က okay အဲ့ဒါတော့သွားပြီ ကိုစိမ့်ခင်ဗျာကျွန်တော်တို့ ခင်ဗျားပဲလေ အား ပြီ ပြရတယ်ခုနောက်တစ်ယောက်ကြည့် အဲ့တော့ကာဝင်းလေးတွေပဲတည်ရဲ့ချိန်မှာဟိုတယောက်လာ သူမီးကျဲတယ် okay
ဒါဆရာစိန်ကမိကျဲလိုက်ပြီပေါ့နော်အဲ့တော့ဘသူလဲရောက်လာလဲဆိုတော့ enemy လဲရောက်သွားပြီပေါ့နော်โอเคအဲ့တော့ enemy ကနေပြီးတော့သွားနေပြီးတော့ခုနကဒီကာဝင်းနဲ့ဒုံထွေးပြီးတော့သူချနေတဲ့အချိန်မှာမိကျဲလိုက်တယ်ပေါ့နော်ဆရာစိန်ကနေနောက်ကနေမိကျဲလိုက်တဲ့အတွက်သွားနေပြီးတော့သူ့ရဲ့အာရုံကဆရာစိန်ဘက်ကိုရောက်သွားတယ်အဲ့တော့မိကျဲတဲ့ဆရာစိန်ရှိကိုရောက်သွားတယ်ရောက်ပြီးတော့ကာဝင်းကိုချနေတဲ့အချိန်ကနေပြီးတော့သူချက်ချင်းသူကဆရာစိန်ရှိကိုသူကခုံပြီးတော့နော်ဆာဆင်းကိုခုံပြီးတော့လေပေါ်ကနေပြီးတော့သူ့ရဲ့ဓာတ်နက်ကြီးနဲ့ဆာဆင်းကိုပိုင်းချလိုက်တယ်အဲ့တော့ဆာဆင်းရဲ့အာမာကလက်ကဘယ်လောက်ရှိလဲ တခြား I'm like such up တေး အာမာကလက်က16โอเคအဲ့တော့ဆာဆင်းကိုခုတ်ပြီပေါ့နော်အဲ့တော့ဆာဆင်းကိုခုတ်တာထိလားမထိလား KTC လို့ပါပဲ အားကြီးနဲ့ဆရာဆဲကိုခုတ်ပြီးတယ်အဲ့မှာလက်အောင်လက်လိုက် သူကျဲရလဲဘသူကျဲရလဲ အော်ကိုတီးရေ ကျွန်တော်မဟုတ်ဘူးလို့ပါဗျာ မမက ဟုတ်တယ် တေး โอเค16 ဒီတော့နေသေးတေး 16ဆိုတော့ထိတယ်ပေါ့နော်ဆာဆင်းကိုထိတယ်ဟုတ်ပြီအဲ့တော့ဆာဆင်းကို damage ဘယ်လောက်ထိလဲဆိုတာကိုအခုထပ်ပြီးတော့အဲ့ဒါတော့ခောက်ပြီပေါ့နော် တမတ်လောက်ရှော့ရမရလား တမန်တော့ ရှင်းလားရှင်းလို့ဟုတ်ကဲဆိုးရတာငါတို့ရှိရင်ငါတို့ချုပ်ပေးထားလို့ရတယ်တိလားငါတို့ အဲ့တော့73 damage ဆရာဆင်းကို73 damage ထိသွားတယ် တေးတာနဲ့ကြံရတာတော့ငါတို့လည်းပြီးလိုက်သေးငါးသည်တော်တော်ဟုတ်တယ် โอเคဆရာစိန်ကို damage shot လိုက်ပါဘောနော် ဟာဒီဘက် damage 73တော့ shot ခံရဆိုတော့သူကဘယ်လောက်ကြာ လေးလေး ပဲကြံတော့မှာလားလေးလားဘယ်လောက် ကျွန်တော်ရှောင်းပြီဒီအချိန်ကစပြီးတော့ ဝမ်းတာတော့ ဟုတ်ပြီအဲ့တော့ဒါတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒါတော့ဟိုကိုယ့်ရဲ့ဒါရွေးချယ်မှုပေါ့ကိုမှန်ကန်တဲ့ဘက်ကနေပြီးတော့ကိုနေမယ်ဆိုပြီးတော့ရွေးချယ်လိုက်တဲ့အတွက်ဒါတော့နောက်ဖြစ်လာတဲ့ဒါနောက်ဆက်တွဲပေါ့နော်ဒီကတော့အကုန်လုံးကတော့ဒီအကျိုးဆက်ကို စီကွာဆက်ပေါ့ ကိုစီကွာဆက်အဲ့တော့ consequences ဟုတ်ပြီအဲ့တော့ဆာစိန်ကိုခုတ်လိုက်တဲ့အချိန်မှာဆာစိန်ကိုခုတ်လိုက်တဲ့အချိန်မှာဆာစိန်ကနေတော့သူ့ရဲ့အရန်လှင်ပြန်လာတဲ့အချိန်ကိုဆာစိန်ကမရှောင်လိုက်နိုင်ဘူးပေါ့နော်မရှောင်လိုက်နိုင်မယ်နဲ့သူ့ခုတ်ချက်ကိုဆာစိန်ကလုံးဝထိထိမိမိကိုခံလိုက်ရတယ်ပေါ့နော်ဆာစိန်ရဲ့သွေးတွေကဖြန်းကနေသူကအမပန်းထွက်သွားပြီဆာစိန်ကအမမြေကြီးပေါ်ကိုလဲသွားပြီပေါ့နော်ဟုတ်ပြီအဲ့တော့အခုကာဝင်းအလှည့်ရောက်လာပြီကာဝင်းဘာလို့ကျန်လဲ ဂါဝဲကဘာလို့ချင်လဲဆိုတော့ဂါဝဲကပြေးပြီးတော့ဆရာသေးခုတ်ခံရတွေ့တဲ့ခါကျပြေးပြီးတော့ဆရာသေးကိုအဲ့မျိုးသမီးနဲ့ဝေးရောက်ဆိုငါပိတ်ပေါက်လိုက်မယ်အနီးကိုပြေးလာပြီးတော့ ဟာ ဆရာသေးကိုကိုင်ပြီးဝေးဒီမျိုးသမီးနဲ့ဝေးသွားပြေးဆိုပြီးတော့ပိတ်တော့ပိတ်ပေါက်လိုက် ကိုဓာတ်မဲ့လေးပေါအောင်ပြစ်စမှာဓာတ်မဲ့လေးပေါအောင်ပြစ်စမှာနိုင်ရန်နဲ့ထိကော အညိုးတွေပါသလိုပဲ ဟုတ်လေဒီတိုင်းဟွာလို့နေဆရာဆင်းကသွေးတွေပန်းထွက်ပြီးတော့သူကလုံးဝပတ်ဆောက်နေပါဖြစ်နေချင်းမရတော့ဘာလို့လဲဆိုတော့ဆရာဆင်းကိုဒီအဝေးရဲ့နေရာလှမ်းကောကပြီးတော့ပြစ်လိုက်ဟုတ်ထုတ်တာပြီးတခုပါအဲ့မှာလှုပ်လိုက်ပဲဒီကဘာလဲဆိုအဲ့မျိုးသမီးကဘာလဲဆိုတော့ဆရာဆင်းကိုကျွေးတော့ပါ ကျွေးပါလေနော် အဲ့တော့ကာဝင်းကနေပြီးတော့အဲ့ဂျားလေးကိုပေါ့နော်သူအတင်းပြေးဝင်သွားတယ်ပြေးဝင်ပြီးတော့ဆရာစိန်ကိုကင်ပြီးတော့သူနဲ့ဝေးရပေါ့နော်သူနဲ့ဝေးမဲ့နေရကိုလွတ်ပစ်လိုက်တယ်ပေါ့နော်အဲ့တော့လွတ်ပစ်လိုက်တော့အဲ့ဒီနေရာမှာကာဝင်းကဘာလုပ်ရမလဲဆိုတော့ strength အကြီးကိုအဲ့ဒါတော့ခောက်ပြရ strength အကြီးနော် strength အကြီးကိုခောက်ပြရမယ် yes အဲ့ဒီမှာကာဝင်းကဆရာစိန်ကိုဆွဲတာအောင်မြင်လားမအောင်မြင်လားဆိုတာတော့ထုံးစံအတိုင်းပဲ30ရရင်အောင်မြင်မယ်30အောက်ရတယ်ဆိုရင်တော့fail ဖြစ်မှာပေါ့နော် okay အဲ့တော့ကတ်တီလေးပဲပေါ့နော်ကတ်တီလေးပဲအဲ့တော့ တော်သေးရပါဗျာ တေး ကာ ကြော ဝ င် င်း ပါ ကနေပြီးတော့မြေကြီးပေါ်မှာလဲနေတဲ့ဆရာစိန်ရဲ့ချော်ကနေကင်ပြီးတော့ဆွတ်လွတ်ပြစ်လိုက်တာဆရာစိန်ကနေဒလိန်ခေါက်ကွေးနေပေါ့နော်ဒလိန်ခေါက်ကွေးနေသူကနေပြီးတော့တော်တော်ဝေးတဲ့နေရာကိုသူကလိမ့်ပြီးတော့ရောက်သွားပြီပေါ့နော်ဟုတ်ပြီအဲ့တော့အခုကာဝင်းကလည်းသူအရှင်အနေနဲ့ဒါပြီးသွားပြီဆိုတဲ့အတွက်အခု အရှင်လားဟုတ်သားပဲနော် မုံမှန်လည်းပြီးသွားပြီအရှင်လည်းပြီးသွားပြီအဲ့တော့အခုဗိဒ္ဓအလှည့်ရောက်လာပြီနော်အဲ့တော့ဗိဒ္ဓရောအဲ့ဒီအခြေအနေမှာဘာလို့ချင်လဲ အဲ့ဆိုရ divine 7နဲ့ကျွေးအဲ့ divine 7ကိုတိန်းတာ ပြောလိုက်ဟွာလို့တိရငါပြောမယ်ပိတ်တာငါစဉ်းစားမိရတခုရှိရကွာဘာလို့လဲဆိုတော့ဒီမျိုးသမီးကိုငါတို့တိတ်မတိုက်နိုင်ဘူးဆိုရင်ဘာလို့လဲအဲ့မျိုးသမီးကိုအဲ့လေကားနာပြန်လုပ်ငါတို့အဲ့ဒီကူငါတို့ဖွင့်ခဲ့တဲ့ဟာပြန်ပိတ်ကြည့်မယ် အဲ့ဆိုကျွန်တော်ပြောပြမယ်အခုကိုကဟိုဟာသုံးပြီးပါပြီဗျာ action ပြီးပါပြီကျွန်တော် action လက်ဖြစ်တာဆိုတော့ကျွန်တော် divine ရလေဘယ်လိုပြောရိုက်ချတော့ဗျာသိရမလား Warcraft တရားရိုက်ချဆိုတော့အဲ့အမျိုးသမီးကိုထိတယ်ဆိုရင်တော့ဘူးတော့ကြောက်အဲ့ချိန်ကျကျွန်တော်အချိန်ရမယ် အေးလောက်လိုက်အချိန်ဆွဲရတော့အဲ့တော့ဟိုဆရာဒါပေမဲ့
ဒါပေမဲ့ အဲ့ဒီ device smite ကိုသုံးမယ်ဆိုရင်ကိုယ်မှာလက်နက်တစ်ခုရှိဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင် ကြော့ငါဒီကဓာ အဲ့ ယူ ဒါ ပါ အခုချိန်မှာပါလက်နဲ့မှမရှိသေးဘူးပါလက်နဲ့မှမရှိသေးဘူး ဒုတ် အေးလေ ဟုတ်တယ်ဒုက္ခတာ ဒုက္ခ NS ဒုက္ခဟို NS strike တိုက်ခိုက်တဲ့လက်နက်အနေနဲ့သုံးလို့မရဘူး ဟုတ်ပါဘူး NS strike ခဏလေးဒီမှာရေးထားတယ်လေဟို one ball နဲ့ action which you take immediately after hitting a target with a melee weapon or an strike တဲ့ ရမလီဝပွန်တစ်ခုရှိမှရမယ် an strike ဆို ကြော့ ငါတော့မှရေးထားတယ် ဆရာဗိတ်တာရော့ငါဓာယူလိုက်ရော့ ငါကြည့်ပဲကြည့် ဟိုကြည့်ပြီးတော့တစ်ချက်မဟုတ်ဆရာစိတ် အမြန်လေးကြည့်လိုက် ငါလည်းငါဓာတာယူလိုက်ပါတော့ရော့ အခုဒါကျွန်တော်ယူလို့မရဘူးလေ ပြန်ဖြတ်လို့ရအဲ့တော့ငါကြည့်နေတော့နောက်ကနေဘုံမရင်းနဲ့လှမ်းဆောင်ကောင်းမလားလှမ်းကြည့်နေ ဘလို့နဲ့ငါတို့လာထီး နေတော့လို့တဲ့ဆရာမပြစ်လို့တယောက်ကိုဖတ်ငါးစီနှုတ်ခံပြီးပြီနော် ဘယ်ထဲမှာရှိလဲစပယ်ထဲမှာလား ဟုတ်တယ်ကို device smart device smart သူကိုယ်သူလဲdamage 73ကလုံးဝရင်ကြီးကိုဟာယူရောခံ storing and ပြီးတဲ့ damage from the other enemy increase and the target area and using မလေး device smart က hitting target with a melee weapon an strike လိုက်ကျွန်တော်သွားတယ်မရောက်သေး နည်းနည်းဝေး grad နဲ့သွားနေရလို့ ဘူးโอเคရောက်ပြီဗျာ တော်သေးတယ်ဆရာစိမ့် Device smite တော်သေးတယ် on the ash ငါတို့ကကန်ရှိပြီ စပယ်နော် ဟုတ်တယ် anti strike နဲ့ရိုက်လို့ရရတယ် အေးလေပြောပါ okay အဲ့ဒါဆို anti strike နဲ့ရိုက်မယ်ဆိုရင်သူက one ball နဲ့ action immediately after hitting a target with melee သူကဘယ်လောက် damage ထိမှာလဲဆိုတော့ 2d8 radiant damage ဟုတ်တယ် d8 d8 အန်စာတော့2တုံး d8 အန်စာတော့2တုံးရဲ့ damage ထိမယ် ကျွန်တော်ကျန်နေ ရ အဲ့တော့ယူအဲ့ဆိုစလုံးတစ်ခုတောင်းလိုက်မယ်နော် မဟုတ်ရအဲ့ဟိုဟာကို use ကိုနှိပ်လိုက်ရင်ရပါတယ် နှိမ့်လိုက်ပြီ အဲ့တော့ရ use ကိုနှိပ်လိုက်ပါနော် နှိမ့်လိုက်ပြီးပါခေါက်အောင် one ball နဲ့ action iron strike ကိုခေါက်ရမယ် iron strike ကိုခေါက်ပြီးရင် d8 အန်စာတော့2တုံးကိုခေါက်ရမယ် an strike ကိုခေါက် an strike ကိုပြရခေါက်ပလက်ဖိုးဆိုတဲ့ဟာလေးခေါက်အောင်သူပေးရ ဟုတ်တယ် NS ဟုတ်တယ်ကာဝင်းက platform လား iron strike ဟိုပိတ်တာခေါင်းဝဲမဟုတ်ပိတ်တာ ပိတ် hit တာ this year +4 and that's like a 3 ဟုတ်တယ် platform ဟုတ်တယ် platform ခေါက်လိုက်ပြီ နှိပ်ရမယ် platform ခေါက်ပြီးသွားရင်နောက်တဲ့ d8 အန်စာတော့2တုံးထပ်ခေါက် ခေါက်ပြီးပါပြီ16ရတယ် ဒီအန်စာလုံးနှစ်တုံးခေါက်အောင်မယ် ဒီခေါက်မယ် တော့ခေါက် ရော့ ကျုံထား 6 နောက်တစ်ခေါက် ဟုတ်တော့ အဲ တော့နှစ်တုံးခေါက်တာ2d8 ဆို sorry ရပါတယ်ခေါက်ပါ ဟိုခေါက်ပြီးပါလေခေါက်ပြီးပါလေ မန်ကတော့ तू မှားသွားပြီ तू ခေါက်လိုက် hit DC ခေါက်လိုက်တာ ADC ခေါက်လိုက်တာ ဟုတ်ပြီလေမှတ်ပါတယ် မှန်တယ်အရင်ဆုံး तू ထိုးတာထိလားမထိလား hit this ကခေါက်ရမှာပဲမှန်တယ်အဲ့တော့ရပြောပြီနော်အခုပြောပြီနော်ခေါက်ပြီးသွားပြီနော်ဟုတ်ပြီအဲ့တော့ဗိတ်သားနေပြီးတော့သွားနေပြီးတော့ဒီအနောက်ကနေပြီးတော့နော်ဒီအမျိုးသမီးရဲ့အနောက်ကနေပြီးတော့သူ့ရဲ့ကြောအားရပါရ device smite ကိုတုံးပြီးတော့ပစ်ထိုးလိုက်တယ်နော်ပစ်ထိုးလိုက်တဲ့အချိန်မှာထိသွားတယ်ဒါပေမဲ့သူထိုးတာကိုဟိုမျိုးသမီးကမဖြုံလိုက်ဘူးပေါ့ ဟာ ပြောမယ်ဆိုရင်တော့ဗိတ်သားရဲ့ထိုးချက်ကဘာမှမတက်ရောက်ပါဘူးပေါ့နော်ဟိုမျိုးသမီးပေါ့ ဘာဖြစ်လို့လဲ သူ့ရဲ့အာမကလက်က16ထက်မြင့်နေလို့ ဟော โอเคအဲ့တော့အခုဒီဗိတ်သားတော့တုံးလိုက်ပေါ့နော်သူရဲ့ဒီ device smite ကြီးကိုသူတုံးပြီးတော့သူထိုးလိုက်ပြီမှာသူစူးစမ်းခဲ့ပါတယ်ဒါပေမဲ့ 16တက်ကြိုးလာခဲ့ပြီနော် ။ကြာပြီပိတ်တာမေးကိုပဲဝဲပဲလောက်တော့မင်းလည်းမင်းမဲတော့ပဲမှာ ဟုတ်ပြီအဲ့တော့ မလွယ်ဘူး အခုဗိတ်သားလက်ပြီးသွားပြီဆိုတော့အခုဘယ်သူလက်ပြန်ရောက်လာပြီဆိုတော့ရှာနာလက်ပြန်ရောက်လာဟုတ်ပြီအဲ့တော့ရှာနာရောဘာလို့ရှင်လဲ အိုးမလိုလိုက်ကြ ဟုတ်တယ်ပန်းနေဖြစ်နေပြီဘုံမရင်ကန်ရောကိုစိမ့်မေးခဲ့ရမလား ။ကိုစင်းအဝေးရောက်အဝေးကိုပြပောက်ပြီးပါ ကိုစင်းရလွတ်တယ်ချကျွန်တော်ဟို bless ပေးတာ ။မဟုတ်ကိုစင်းကိုစိတ်မပူနဲ့မဟုတ်ကိုစင်းစိတ်ပူတယ်ကိုစင်းကငါတို့ဖော်တူးဖော်ထားတဲ့ဆေးဟွာတခုရှိသေးတယ်
သိလား စိတ်ပူတာမဟုတ်ဘူးအခုဘာလို့လောမှမသိနှစ်ယောက်ကအမအာယုံနောက်နေချင်း အဲ့နေဘာလို့ အာ သိ ယုံ လား နောက်နေချင်း dash လှိကောက်ပြေးရမယ် dash ကိုဟောတော့လှိကောက်တကုံပြေးရမှာပြေးလို့မရ က ဘူး လေးတွေကိုနေဘာလို့ခံမှာလဲ ဟုတ်တယ်နော်ခလေးတွေဘာလို့ခဲ့ရလဲရှုပ်ခလေးအကုန်လုံးပဲတက်လန်ကောင်းလို့နေရော့ဆိုရအတက်ပြီးပေးလိုက် နော်ရှင်းသွားပြီနော် ဟွာလို့လိုက် ဒီကြောင့် မဟုတ်ငါချက်ပေးမယ်ကွာမင်းဘာမှမစင်စားနဲ့တော့မင်းဂူရတွေထွက်တော့မင်းကလေးတွေကိုခေါ်ပြီးထွက်ပြီးမင်းတို့အဲ့ဂိတ်ပေါက်ကိုရောက်တာရှာပြီးပြေးတော့ โอเคအဲ့တော့ နော်မင်းသွားရင်းနဲ့ ကျွန်တော်ပြေးပြီ သွားရင်းနဲ့ဆရာစိမ့်မခေါ်ပါ ဆရာစိန်ခေါ်ဆရာစိန်ဟီးဖို့ပဲဖြစ်တော့မယ်ဆရာစိန်နေခဲ့မယ်တိုက်ပွဲမှာ ဟာဆရာစိမ့် ဆရာစိန်ကဒဏ်ရာကြီးကြီးမားမားရထားတယ်ပေါ့နော်ဒဏ်ရာကြီးကြီးမားမားရထားတဲ့အတွက် तू ကတာမန်လူတယောက်လူတော့ तू ကခုံပြန်ကြော်လို့တော့ तू ကလုံးနိုင်က तू မှမရှိတော့ဘူးပေါ့ तू လည်းဒဏ်ရာကြီးနဲ့ဖြစ်နေပြီ အဲ့တော့ တေကန်နီးလို့တော့ပြောလို့ရတယ်သူက40ပဲကျင်းတော့တာဆိုတော့ အဲ့တော့ကျန်တဲ့3ယောက်ကိုသွားပြီ ခဏကိုယ်ထဲမှာသွေး40ပဲကျွန်တော် တော့လုံးလေးစားပါလေပြေးပြီ သွား ပြေး မ ပြီ င်းအော်အေးငါ အဲ့ တို့ တော့အခုရှာမှာကကောင်မလေးတွေကိုခေါ်ပြီးတော့ကြောက်လေကားကြီးတိုင်းအပေါ်ကိုပြစ်တတ်မယ်ပေါ့ ဟမ် ကြောက်လေကား ကျော ကြီး က် တိုင်း လေ အပေါ်ပြစ်တတ်တော့ ဂူပေါက်ရှိရလေကျွန်တော်တို့ပထမဆုံးဝင်လာခဲ့ဂူပေါက်ကနေပြီးထွက်ပြေးခိုင်းတယ်သူတို့ မဟုတ်ကြောက်လေကောက်ထွက်လိုက်မယ်လေ ဘာလို့မှကြောက်လေကားပေါ်ပြေးမှလားဒါမှမဟုတ်ကူပေါက်ကနေ ကြောက်လေးတေးကြတော့ကြောက်လေးကတေးကြကြောက်လေးကသူထွက်တာကိုကျွန်တော်ဝိုင်းတာ ကြောက်လေကောက် dash ကောင်မလေးခေါ်ပြီး dash ရောပါအကုန်သုံးပြီးပြေးမယ် ဟဲ့ဝင်တာတော့မဟုတ်ဘူးမင်းဆရာစိတ်မင်းပြီးအဲ့ဟိုမျိုးသမီးလေးရောက်လာပါငါတို့တယောက်လည်းမရောက်သေးဘူးငါတို့တားလို့မရသေးဘူး ပြေးပါ မိတ် ဟုတ် တ တယ် ယ် ကောင်မ နဲ့ လေး ဖိုင်တာ ကို ကြီး ခေါ် က ပြီး လောကြံနေဦးမှာနော်အဲ့ ကျွန် round တော်လွတ်တယ်စိတ်မဝင်တေးချင်းတေးပါစေကျွန်တော်လွတ်တယ် အဲ့ဒီမှာကျွန်တော်နည်းနည်းပြင်လိုက်မယ်ဒီအခုတော့မဟာအခုကျွန်တော်ဟိုပြောလိုက်မယ်ရှာနာကိုပြောလိုက်မယ်ဟဲ့အောင်မင်းဒီကလေးလေးယောက်နဲ့ခေါ်ပြီးတော့မင်းအဲ့ဟိုလေကားတွေတက်ပြီးတော့မင်းဂိတ်ပေါက်ကိုရှာပြီးစုခက်ကိုအမြင်သွားခေါ်စုခက်အမြင်ရှာခဲ့ဂိတ်ပေါက်နဲ့ထွက်ပြီးတော့ဘာလို့တော့အဲ့မျိုးသမီးကိုခုချနိုင်တယ်ငါတို့အကာဝယ်တောင်းနိုင်တာစုခက်စီကပဲတောင်းနိုင်တော့အဲ့တဲ့ဘယ်လိုတော့မမစ်ဆဲအောင်ဒီကလေးကိုအမြင်ပြပြီးငါတို့စုခက် ပြေးဆိုတဲ့အတန်ကြားတယ်ကြောက်လေကောက်ဘက်ကိုခေါင်းတိတ်ပြီးတော့ dash တွေရောအကုန်လုံး movement speed ရောအကုန်သုံးပြီးပြေးပါ နော်ပြေးပြီးစုခက်ကိုမင်းထုံးစံတိုင်း ခလေးလေးယောက်လည်း တောင်း ခေါ် လာ ပါ ခဲ့ ခလေးလေးယောက်လည်းခေါ်ပါလိ ဟုတ်ပြီအဲ့တော့အခုရှာနာကဘာလုပ်ရမလဲဆိုရင် desert D အကြီးပေါ့နော် desert D အကြီးကိုအဲ့ဒါတော့ခေါ်ရမယ်အဲ့တော့အခုကရှာနာကသူရောက်တဲ့ပြေးတာမဟုတ်ဘူးပေါ့နော်ခလေးလေးယောက်လည်းပါသေးတယ်အော်ခလေးလေးယောက်လည်းသူကပေါင်ဆွဲပြေးရမှာဖြစ်တဲ့အတွက် desert D အကြီးက15ရောက်အဲ့ဒါတော့ခေါ် အေးမလို့နော် 15ရတယ်ဆိုရင်15ရတယ်ဆိုရင်ဒီကြောက်လေးကနေပြီးတော့ဟိုဘက်ကလင်းနေတဲ့အခန်းလေးကိုဒီခလေးလေးယောက်ခေါ်ပြီးတော့ပြေးနိုင်လိမ့်မယ်နော် ကိုစိ bless me ဘယ်လိုလဲသူလည်းနောက်ပါ ကိုစိ bless me အော်ကြီးတယ် ကိုစိဘယ်လို့မရသေးဘူးမှာတော့နေသူမဟုတ် yes ဘာဖြစ်နေ look at this ကိုစိ look at this yeah ဟာနေရ ဒါဟိုဒီနေ့ look at this ဒီနေ့ဆရာရှာနာတကယ်ခေါ်ရပြီ ဟုတ်အဲ့တော့ရှာနာနေပြီးတော့သူ့ရဲ့ပေါ်လာချင်းနေမကောင်းတော့ဘူးသူမြင်နေရတယ်ပေါ့မြင်နေရတဲ့အတွက်သူ့ရဲ့ရှိသမျှခွန်အားကိုလုံးတုံးတော့ဒီကောင်မလေး၄ယောက်စလုံးသူကနေပေါ့လက်ဆွဲပြီးတော့ပေါ့နော်ကဲနင်တို့တွေငါနောက်ကနေထက်ချက်မကွာလိုက်ခဲ့ကြနင်တို့ကြံခဲ့ရင်နင်တို့သိမယ်ဒါတို့လည်းသိမယ်ဆိုပြီးတော့ရှာနာနေပြီးတော့ကြောက်လေကားတဲ့အတိုင်းဟိုသူတို့အာယုံမဆိုင်ခင်လေးပေါ့နော်အာယုံမဆိုင်ခင်မှာတကုတ်ပြေးတက်သွားပေါ့နော်ကြောက်လေကားကြီးနဲ့ပြေးတက်ပြီးတော့ရှာနာနေပြီးတော့ဟိုဘက်ကြောက်လေကားကြီးမီးရိထိန်ထိန်လင်းနေတဲ့အခန်းထဲကိုရှာနာကရောက်သွားပြီဟုတ်ကဲ့အဲ့တော့အခုဒီအောက်မှာကြံနေခဲ့တာတော့ဒီဆရာစိန်တို့ကာဝင်းတို့ဗိတာတို့နဲ့ခုနကအမျိုးသမီးနဲ့၄ယောက်ပဲကြံခဲ့တယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့အခုဆရာစိန်မြေကြီးပေါ်မှာသူ့ရဲ့ဒဏ်ရာကြီးပေါ့နော်သူကြီးတွေပန်းထွက်နေတဲ့ဒဏ်ရာကြီးကိုဖိထားနေတဲ့ဆရာစိန်ခုဘာလုပ်ချင်လဲ ရှာစိတ်မင်းဟိုဖြစ်တော့သွေးပြဖြစ်ဟိုဆေးပင်နဲ့ သွေးပြန်ဖြေရတော့မလား ဖြစ်လိုက်တော့မောင်မင်းစဲသိပါလေမကြီးလို့လည်းမရတော့ဘူး ဆက်ဆက်ဆက် မကြီးလို့လည်းမရတော့ကုန်ပြီလေ ဟိုလက်ကင်ဘွားလေးတွေးလေးတုတ်လိုက်အောင် ဆရာစိန်ခဏလေးဆရာစိန်မှာစပယ်ရောကြံနေကော့ကိုဟီးလိုက်အောင်လို့ စောက်ကြည့်ရမှာကောသူ့လူကြပြီရနော်သူများကြတော့ဘူးသူကမီး ဟိုတပန်းလေးကို ငကိုကလေးကသူ့ရဲ့ရည်ရွယ်ချက်သူဟီလာကိုင်နဲ့ရည်ရွယ်ချက်ကသူဘယ်သူမှဟီးပြီးမဟုတ်ဘူးသူကသူဟီးဖို့ပဲသူက ပြောပြီးသားပြောပြီးသား ပြောပြီးမှလောက်တယ်ကိုရီး ကဲ ယား အဓိကမင်းလှုပ်ချင်တာလှုပ်ပါမင်းဆေးပင်တော့မတော့ကိုကြီးချင်လည်းဟိဘာလို့လဲဆိုတော့မင်းဒီချိန်မှာမင်းသိလို့လည်းဖြစ်သေးဘူးအေး
3လိုက် စေးပင်3လိုက် โอเคဆေးပင်3လိုက်ပြီโอเคဆေးပင်ဆေးပင်3လိုက်ပြီအဲဆေးပင်ကိုကြိုက်စားလိုက်ပြီကြိုက်စားလိုက်တဲ့အချိန်မှာဆရာစိမ်းရဲ့ဒီခုနကပေါ့နော်သွေးတွေပန်းထွက်နေတဲ့ဒဏ်ရာနေပြီးတော့ခုနကလိုပေါ့အသားတွေကတဖြည်းဖြည်းနဲ့စီပြီးတော့အသားတွေကပိတ်ပြီးတော့လုံးဝအကောင်းပတိအတိုင်းပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဆရာစိမ်းကအခုချိန်မှာဘာဖြစ်သွားမလဲဆိုရင်သွေးအပြည့်ပြန်ဖြစ်သွားပြီအဲ့တော့ဆေးပင်ကတော့မရှိတော့ဘူးပေါ့နော် အားကြပါလေ တော်သေးတယ်ဆေးပြီးရှာပြသားတာ medical breakthrough တွေလုပ်လို့မရတော့ โอเคအဲ့တော့သူရတော့အပြည့်မဖြစ်သွားဘူးဆေးပင်ကတော့ကုန်သွားပြီဟုတ်ပြီအဲ့တော့ဆရာစိမ်းကတော့ဒါအရှယ်အနေနဲ့ဆေးပင်ကြိုက်စားလိုက်ပြီဆိုတော့အခု enemy အလက်ပြန်ရောက်လာပြီပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ enemy ဒီအမျိုးသမီးပေါ့နော်အမျိုးသမီးကနေပြီးတော့ဆရာစိမ်းကတော့ဒါအဝေးကိုလွင်သွားပြီဖြစ်တဲ့အတွက်သူ့နားမှာရှိနေတာကသူ့ရဲ့အရှိမရှိနေတာကကာဝင်းပေါ့နော်ကာဝင်းကတော့ဒီဆရာစိမ်းကိုလှုပ်ပြလိုက်တဲ့အတွက်သူ့ရဲ့အရှိမရောက်နေတယ်သူ့ရဲ့အနောက်မှာရောက်နေတာကတော့ပိတ်တာပေါ့နော်အဲ့တော့သူတို့နှစ်ယောက်မှာတော့ဘယ်သူ့ကိုချမလဲဆိုရင်ကာဝင်းနဲ့ပိတ်တာနဲ့ကအခု D20 အန်စာလုံးကိုခောက်ရမယ်အဲ့တော့ရိုးနှိမ့်တဲ့လူကိုချမယ် ခွဲတာ ကိုကောင်းဝင်သွေးခွဲ ပိတ်တာဟဲ့ငါတို့ဟဲ့ငါတို့ပထမကြုံသူလို့ဟဲ့မင်းကအနောက်ကချုပ်တယ်ငါထိုးရတော့ဒီခေါက်ငါသူ့ level ကလေဒီဆွတ်တော့လို့ပြရအောင်ဒီလား အဲ့တော့ကျွန်တော်ပြောပြမယ်ဟိုကျွန်တော်တို့ဟိုအခြားခံမဲ့လူကပြန်ထိုးမယ်ဗျာလွတ်တဲ့လူကချုပ် အေးဟုတ်ပြီ နော်အဲ့လိုပဲလုပ်မယ် ဟုတ် ဘယ်သူပဲချတာခံလိုက်ချ ။ဒါကြ Infinity War ရဲ့ သူ အတွက် တို့မဟုတ်သူတို့အကွက်ကြီးကတစ်မျိုးကြီးပဲတော့ကောင်မလေးတယောက်တည်း ကောင်မလေးကလည်းကောင်မလေးသာပြောတာ ဝင်းက16ရတယ်ဗိတ်တာက14ရတယ်ဆိုတော့အဲ့ဒီအမျိုးသမီးကနေပြီးတော့ခုနကသူ့ရဲ့နှောက်ကြောကိုပေါ့နော်တပိုင်းစမိုက်ကြီးနဲ့လာထိုးလိုက်တဲ့တော့ဗိတ်တာဘက်ကိုသူကလှည့်ပြီးတော့ဒါကိုရမ်းလိုက်တယ်ပေါ့နော်အဲ့တော့ဗိတ်တာရဲ့အာမာကလက်ကဘယ်လောက်ရှိလဲ ဘယ်ကအမကဟိုဟာလေးဆက်ဆိုတာဗာလေကျွန်တော်ပြန်ကြည့်လိုက်ပါဦး18 ဗိတ်တာရဲ့အာမာကလက်16ရှိတယ်ပေါ့ဟုတ်ပြီအဲ့တော့သူဒါကိုလှည့်ပြီးရမ်းတာကထိလားမထိလားအခု HDC လေးအဲ့ဒါတော့ခေါက်မယ်ပေါ့နော် တီဟိုမထီမထီ modifier ပလက်အိတ်နော် စိုက်တာဝဲ ပလက် โอ အိတ် เคအဲ့တော့သူ့ရဲ့လှည့်ပြီးရမ်းလိုက်တာကိုဗိတ်တာကနေပြီးတော့ရှောင်မှုအတွက်အချိန်မမီလိုက်ဘူးပေါ့နော်အဲ့တော့သူ့ရဲ့ဒါကနေပြီးတော့ဗိတ်တာရဲ့ဒီရင်ဘတ်လောက်ကိုစွတ်ခနဲ့အဲ့လိုဖြတ်သွားတယ်ပေါ့နော်ဖြတ်ပြီးတော့ဟုတ်ပြီအဲ့တော့ damage ကဘယ်လောက်ထိမလဲဆိုတာကိုအခု damage ထပ်ပြီးတော့ခောက်ပေးမယ်ပေါ့နော် ကျန်တော့မသိပါပါသေးဘူးနော်အသွေးရှိတယ်မ73မရှိ plus 5ကြီးနော် plus 5ကကြောက်ရတယ်ဟုတ် โอเคအဲ့တော့10 damage ထိပါပြီပေါ့နော် သူ့မိကလေး ဝင်းကโอเคအဲ့တော့ကာဝင်းရဲ့တွေ့ရငကိုရှိရမှာ15အခု10 damage 5ပဲကျန်တော့ ဘာလို့ ဘိတ်တာ ဘိတ်တာလေ အော်ဗိတ်တာ sorry မကာဝင်းကိုသွေးလျှော့တော့မလို့ ဟိုဘိတ်တာသွေးရှိတာရှေ့ အော်ဗိတ်တာသွေးရှိတာရှ ရှေ့ စ် လေ โอเค ဟိုမှာမီးကျဲသွားတာလေ โอเคအဲ့တော့အခု10 damage ဆိုတော့လုံးဝ0ဖြစ်သွားပြီ ဘယ်တော့ထိုးရမှာထိုးရ တရားစိတ်မင်းဟွာလောက်ရမယ်နော်မင်းပြန်ဟီးဖို့လိုနေပြီနော် โอเคအဲ့တော့အခုဗိတ်တာကသူ့ရဲ့ခုတ်လိုက်တဲ့ခုတ်ချက်ကြီးကလုံးဝသူ့ရဲ့နောက်ဆုံးထွက်သက်လို့တော့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့နောက်ဆုံးထွက်သက်ဖြစ်သွားတယ်ပေါ့အဲ့တော့အဲ့ဒီဓာတ်ချက်ကိုမရှောင်နိုင်ဘဲနဲ့အဲ့ဒီနေရာမှာဗိတ်တာနေပြီးတော့ အော် လုံးဝသူ့ရဲ့ဒီရင်ညွန့်မှာပွင့်နေတဲ့ဒဏ်ရာကြီးကိုလက်နဲ့ကင်ထားနေဘုံတော့နောက်ကိုပြစ်လဲသွားပြီပေါ့โอเคအဲ့တော့ဗိတ်တာအဲ့ဒီမှာဆက်လက်ကြည့်လမ်းပြီးတော့ အရင်ဆုံးပြောတာဗိတ်တာပဲဘယ်ကိန်းပဲဆိုဆို ဟိုမှာ နောက်ဆုံးထွက်သက်ကိုစောင့်နေရပြီပေါ့နော်ဟုတ်ပြီအဲ့တော့ဗိတ်တာအဲ့အချိန်ကြီးဖြစ်သွားပြီ reminder 1 minute โอเค 3 minute 3 minute အခု ဟုတ်နေ အဲ့လိုအောက်မှာအဲ့လိုမျိုးဖြစ်နေကြတဲ့အချိန်မှာရှာနာကဒီအပေါ်ကမီးထိန်ထိန်လင်းနေတဲ့အခန်းထဲကိုရှာနာကရောက်နေတယ်ပေါ့နော်အဲ့တော့ရှာနာရောက်နေတဲ့အချိန်မှာရှာနာနေပြီးတော့ နေလေကျွန်တော်လည်းပဲကြော်ရလေ မဟုတ်ဘူးလေကျွန်တော် sorry enemy ပြီးတော့ enemy ပြီးတော့ကျွန်တော်ကြံသေးတယ်လေဟမ် ကာဝင်းလာဟုတ်ပြီ sorry ခေါင်းဝင်းမှာဟီးဖို့တော့မရှိဘူးခေါင်းဝင်းကဒီတစ်ခါဘာဖြစ်လို့လဲဆိုတော့ခေါင်းဝင်းတင်းသွားပြီဟာငါလူ တီးထိုးလိုက်တော့ တင်းတော့ တီအောင်တီလို့ဒီကပြလို့တယ်ဆို bonus action မှာပါမယ် bonus action နဲ့ပါကျုံးမှာဆိုတော့ပထမဆုံးကျွန်တော်ဘာလုပ်မလဲဆိုတော့နင်းအဲ့လိုချတာလားဆိုပြီး Grace on နဲ့သူ့ကျုံးမယ် okay ကျွန်တော်ဒါရှိတာဟုတ်တယ် Grace Soy ကြီးပေါ့နော်ဟုတ်တယ် Grace Soy ပေါ့နော်အဲ့ Grace Soy ကြီးနဲ့သူ့ကိုပ
ပိုင်းချလိုက်တယ်ပေါ့နော်ခေါင်းဝင်းကနေပြီးတော့အဲ့တော့ပိုင်းချတာထိလားမထိလား hit DC လေးတစ်ချက်ခောက်ပေးပါဦး 18ရပါတယ် Okay အဲ့တော့18ရတယ်ပေါ့နော်18ရတယ်ဆိုတော့ကာဝင်းကနေပြီးတော့နော်သူ့ရဲ့ဓာကြီးနဲ့ခုတ်လိုက်တဲ့အချိန်မှာဒီအမျိုးသမီးရပါတော့ကာဝင်းရဲ့ခုတ်လိုက်တဲ့ဓာကိုလင်းမြန်ပဲသူ့ရဲ့လက်ထဲကဓာနဲ့ပြန်ကာလိုက်တယ်ပေါ့နော်ပြန်ကာလိုက်တော့ကာဝင်းရဲ့ခုတ်ချက်ကသူ့ပုံမကြောက်ပါဘူးပဲနဲ့သူ့ရဲ့ဒီဓာနဲ့ပဲသူ့ရဲ့ဓာနဲ့ပဲသူကတန့်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ ခဏလေးကြံသေးတယ် ကာဝင်းခုတ်တာမထိပါဘူး ဟုတ်ပြီရတယ်အဲ့ဒါကိုဘာလို့လဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ bonus session သုံးမယ်bonus session ကဝေသူကဘာလဲဆိုတော့သူက action in combat ပေါ့နော် interact with an object နဲ့သူကinteract with the object ကိုမှသူကဘာရေးထားလဲဆိုတော့ action suck နဲ့ special ပေါ့နော်သူကဘာလဲဆိုတော့ on your turn you can take one additional action ပေါ့နော်သူကဒီ magic action ကလွယ်ပြီးတော့ one additional action သုံးလို့ရတယ်ပေါ့နော်သူတစ်ချိန်ပဲသုံးလို့ရမယ်ကျွန်တော်မှာ bonus session နေတယ်ကဲလားဆိုတော့အဲ့တော့ action ကိုမှမဟုတ်ပါ action start ပေါ့နော်အဲ့မှာအဲ့ action တစ်ခုပြန်သုံးလို့ရမှာရှိတယ်ကျွန်တော်အဲ့ဒါကိုသုံးမယ် Okay ဆိုတော့ကျွန်တော်အဲ့ဒါကိုသုံးပြီးတော့ဘာလို့လဲဆိုတော့သူ့ကိုဓာတ်နဲ့ထိုးတာဓာတ်နဲ့ခုတ်တာခုတ်လို့မရတော့နောက်ဆုံးကျသူ့ကိုပြေးချုပ်ပဲအဲ့ဓာတ်ကြီးကိုသူ့ကင်မိရဲ့ဓာတ်ကြီးကိုလွတ်ပြီးတော့သူ့ကိုတော့နောက်ကနေတူပါပေါ့နော်ဒီဘိသားလုတ်သူတို့ကိုတေးအောင်တော့မဟုတ်ပေါ့နော်လှုပ်လို့မရအောင်ချုပ်ဆို Okay ဟုတ်ပြီ action သုံးပြီးတော့ အဲ့တော့သူ့ကိုချုပ်လိုက်မယ်ပေါ့နော်အဲ့မှာကာဝင်းကနေပြီးတော့သူဓာတ်နဲ့ခုတ်တာကိုသူကနေပြီးတော့ဒီအမျိုးသမီးကြီးကကာလိုက်နိုင်တယ်ပေါ့နော်ကာလိုက်နိုင်တယ်ဆိုတော့သူကနေပြီးတော့သူဒီဓာတ်နဲ့ဆက်ချနေလို့မထူးတော့ဘူးဆိုပြီးတော့ကာဝင်းကနေအဲ့ဓာတ်ကြီးကိုသူကဘေးကိုလွှတ်ချလိုက်တယ်လွှတ်ချပြီးတော့သူ့ရဲ့ဒီလက်နှစ်ဖက်နဲ့ပေါ့နော်သူ့ရဲ့လက်နှစ်ဖက်နဲ့ဟိုဘက်ကအမျိုးသမီးကြီးရဲ့ဒီလက်နှစ်ဖက်ကိုသူကနေပြီးတော့ပြေးပြီးတော့ချုပ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ အဲ့ချိန်မှာ ပြေးချုပ်မယ်ဆိုရင် ဟာနာဖတ် ဟုတ်ပြီအဲ့တော့ romantic feeling ရပါသလို ဟုတ်ကဲ့အဲ့တော့ ပြေးချုပ်တဲ့အချိန်မှာထွက်လာ ကာဝင်းရဲ့ဒီ desert ဟောပေါ့နော် desert D ပေါ့နော်ကာဝင်းရဲ့ desert D ကအခုဘယ်လောက်ရှိလဲအကြီးမှာ new desire plus 2ဟုတ်ပြီအဲ့တော့အခုဘာလုပ်ရမလဲဆိုရင်ကာဝင်းကလည်း desert D အကြီးကိုအဲ့ဒါလုံးခေါ်မယ်ပေါ့နော်ပြီးတော့ဒီ main မကြီးရတယ်သူကလည်း desert D saving throw ကိုခောက်ရမယ်ပေါ့နော်အဲ့ဒီမှာတကယ်လို့ကာဝင်းကများရတယ်ဆိုရင်တော့သူ့ကိုချုပ်နိုင်မယ်ပေါ့နော်တကယ်လို့ကာဝင်းကနေရမယ်သူ့ထက်နေရမယ်ဆိုရင်တော့သူ့ကိုမချုပ်နိုင်ဘူးပေါ့နော် ကျွန်တော် desire အကြီးကိုလောက်ရမှာနော် yes ကာဝင်းက desire အကြီးကိုအဲ့ဒါလုံးခောက်ပြီဟို16ဆိုပါဟုတ်အဲ့တော့ ဟုတ်ပါဘူးဟိုတယောက်ကြောက် နေနိုင်ပေါ့နော် ဟို plus 7 enemy ရော okay စကောဟုတ်အဲ့တော့ကာဝင်းကနေပြီးတော့သူ့ရဲ့ဒီနောက်ဆုံး action အနေနဲ့ပေါ့နော်တွန်းနေပေါ့ချုပ်ဖို့တော့သူစူးစမ်းလိုက်ဒါပေမဲ့လည်းဟိုဘက်ကသူ့ထပ်ပို့ပြီးတော့လှင်မြန်ပါနဲ့နေတဲ့ဂျန်သူဖြစ်တဲ့အတွက်ကာဝင်းရဲ့ဒီလှမ်းချုပ်လိုက်တဲ့လက်နှစ်ဖက်ကိုသူကနေပြီးတော့ပုတ်ကာတီကာလေးပေါ့နော်ပုတ်ကာတီကာလေးသူကရှောင်လိုက်နိုင်တယ်အဲ့တော့ကာဝင်းကလည်းသူ့ကိုမချုပ်လိုက်နိုင်ဟုတ်ပြီအဲ့တော့အခုရေကြီးပေါ်မှာအသက်လူနေတဲ့ဗိသားအလဲစီရောက်လာပြီ ဘာလို့ရမှာတော့ဘာလို့ရမှာတော့ ဗိသားကအခုဘာလုပ်ရမလဲဆိုရင်ကိုယ့်ရဲ့ဒီနောက်ဆုံးထွက်သက်ကိုဟိုကပြန်လုပ်လို့ရတယ်လေပြန်ပြီးတော့ recover ပြန်လုပ်လို့ရတယ်အဲ့တော့ဗိသားကအခုဘာလုပ်ရမလဲဆိုရင် တော့တွေးလျှော့လိုက်အောင်လျှော့ရွာတယ်ကျွန်တော် ရှော့ပြီးပြီreflect လုပ်ရတယ် 对不对？笑了面的底啊， ဒီကတခြားတာကြတယ်သိ 没 ရှိရ 大 တယ် 高不高了。 ဟုတ်ပြီအဲ့တော့အခုဗိသားကဘာလုပ်ရမလဲဆိုရင်ဟောပါတော့ဗိသားကအခွင့်အရေး3ခါရှိရပါတော့3ခါရှိရကိုယ့်ရဲ့ဒီနောက်ဆုံးထွက်သက်ပေါ့နော်နောက်ဆုံးထွက်သက်ကိုကပြန်ပြီးတော့အသက်ပြန်ရှင်နိုင်အောင်ဟိုကိုယ်စိတ်ကိုချုပ်တီးနိုင်မလားပေါ့နော်ဒါမှမဟုတ်ကိုကစိတ်လျှော့လိုက်ပြီးတော့တခါလဲတိမ်သွားမလားဆိုတာ3ခါသူမှစူးစမ်းခွင့်ရှိပါတော့အဲ့တော့အခုဗိသားဘာလုပ်ရမလဲဆိုတော့အခုဒီ DND application လေးမှာပါနေတယ်အဲရိုးကောင်းပုံလေးပေါ့ တွေ့တယ် အဲ့ဒါလေးကိုနှိပ်လိုက်ပြီးပါရင်အဲ dev save ဆိုတာရှိတယ်အဲ dev save ကအဲ့ဒါတုံးလေးကိုခောက်ပေးရမယ် ဟုတ် 嗨，高呢哈， ကောင်းတယ်ဟာတီတော့မှကန်ကောင်း ဒီ တယ် မှာကဲလာတက် 蛮低嘛喏，19呀啦喏， okay 1point 没有啦。
အဲ့တော့ဗိတ္တရဲ့ဒါပထမဆုံးသူ့ရဲ့အသက်ရှူပြီးတော့သူ့အာယုံစူးစီးလိုက်နိုင်မှုကအောင်မြင်သွားတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုသူ့ရဲ့အသက်မြင်မြင်လေးဖြစ်နေတဲ့အချိန်မှာဗိတ္တကသူ့သက်မထွက်သွားအောင်ပေါ့သူ့သက်မထွက်သွားတော့သူ့စိတ်ကိုသူထိန်းလိုက်နိုင်တယ်ပေါ့အဲ့တော့ပထမဆုံးတစ်ခုကတော့အောင်မြင်သွားပြီပေါ့နော်ဗိတ္တ congratulation ပါ ရေး အဲ့တော့ဟုတ်ပြီအဲ့တော့နောက်ထပ်နှစ်ခုကြံသေးတယ်โอเคအဲ့တော့နောက်ထပ်နှစ်ခုကြံသေးတယ်နော်